ကျွန်တော်ရဲ့ YouTube channel နဲ့ Telegram channel ကိုကြည့်ရှုအားပေးနေတဲ့မိတ်ဆွေအားလုံးကျမ်းမာခြင်းချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့မြန်မာပြည်သူပြည်သားအားလုံးနဲ့ကမ္ဘာသူကမ္ဘာသားအားလုံးနဲ့ကျမ်းမာခြင်းချမ်းသာခြင်းနဲ့ပြည့်စုံကြပါသည်ဗျာအသက်ရှူတိုင်းငွေဝင်ပြီးငွေကိုရီလိုသုံးနိုင်တော်သူများလေးဖြစ်ကြပါသည်ဗျာကျွန်တော်2020ကျွန်တော်တို့15ချိန်ကတော့လွဲခဲ့တာပေါ့ဗျာခု2026ရဲ့16ချိန်အတွက်ကိုကျွန်တော်စဉ်းစားထားတာလေးပေါ့ကျွန်တော်စဉ်းစားထားတာလေးကဖြစ်နိုင်ခြေရှိသည်မရှိသည်ကတော့မိတ်ဆွေတို့စဉ်းစားပြီးတော့ဆုံးဖြတ်ကြပေါ့ကျွန်တော်ကတော့ကျွန်တော်မြင်တာလေးကိုကျွန်တော်ချပြမှာဖြစ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေများကပေါက်ပြီးဖြစ်အောင်ထုတ်နိုင်ရင်တော့ဒါထုတ်ကြပေါ့အဲ့တော့261ကနေကျွန်တော်စမယ်ဗျာ261ဒီ261တဲ့ပေါ့နော်သူ့အထက်မှာ9ပရိရိုက်တယ်ဟိုဘက်မှာပထမဒုတိယကတတိယကကတော့9ပရိမရိုက်ဘူး4ပရိရိုက်ထားတယ်အဲ့တော့ဒီဟာလေးကိုကျွန်တော်ပြမယ်261ဒီ2 3 4 5 6အဲ့တော့6အဲ့လိုဖြစ်သွားပြီ6ဖြစ်သွားပြီးတော့ဒီအောက်ကို3ပင်ဆင်းမှာပေါ့ဒီ2 3အဲ့လိုဆင်းလိုက်ပြီးတော့အဲ့တော့686ဆိုပြီးတော့ထွက်မယ်686ထွက်မှာသူကရှေ့3လုံးပေါင်းချင်းဒီပထမဖြစ်စဉ်ကိုမူတည်မှာပေါ့နော်ဒီရှေ့3လုံးပေါင်းချင်းက9ရယ်4ရယ်6ရယ်ဆိုတော့9ပေါ့နော်3လုံးပေါင်းချင်း9 4 6ဒီ3လုံးပေါင်းချင်း9 3လုံးပေါင်းချင်း9ဖြစ်တယ်ဒီခါကြတော့ဒီ4ရယ်ဒီ2ရယ်ဒီ2ရယ်ဆို8အဲ့8ကခါဗျခါကိုရပါပြီအဲ့တော့ကျွန်တော်နောက်ပိတ်ပေါ့နော်ဒီ4ရယ်ဒီ6ရယ်ဒီ6ရယ်က6နောက်ပိတ်အဲ့တော့ကျွန်တော်တို့က686လို့ထွက်တယ်တစ်ချက်စဉ်းစားရရှိတာကဒီဘက်ကဒီသူ့ရဲ့ crossing အောက်ကိုဆင်းတဲ့ crossing 355ဘူပရိလို့တဲ့ရိုက်တာလားအဲ့ဒီတစ်ချက်လဲကျွန်တော်တို့ကစဉ်းစားရမှာအဲ့လိုမျိုးပေါ့နော်ဘူပရိလို့တဲ့ရိုက်တာလဲဖြစ်နိုင်တယ်အဲ့တော့ဒီကနန်းကိုတခုတည်းရွေးချယ်လို့မရဘူးအဲ့တော့ကျွန်တော်တို့ကအဲ့ဒါပထမဖိုင်ပြီးရင်ကျွန်တော်တို့ကဒုတိယဖိုင်ကိုကျွန်တော်တို့စဉ်းစားမယ်ဒုတိယဖိုင်မှာလည်းအဲ့လိုမျိုးဖြစ်နေသလားအဲ့တော့ဒီမှာ261တဲ့ပဲဗျ261တဲ့တွက်ပြီးတော့အပေါ်ကတော့4 break တယ်ဟော9 break စားသူက power break ကိုရိုက်သွားတာ4 break ရိုက်ပြီးမှ261လို့ထွက်တယ်အဲ261လို့ထွက်တာဆိုတော့ကျွန်တော်261ကနေကြည့်ကြအောင်1 2 3 4 5 6အဲ့မှာအဲ့6ကနေကျွန်တော်တို့အောက်ကို3လုံး3ချိန်ဆင်းပါပေါ့1 2 3ဆင်းလိုက်ပြီအဲ့တော့ထိတ်3လုံးပေါင်းကြီးကဒီပထမကတ်လို့ပဲဗျ1 1 5ဟောအလုံးပေါင်း3လုံးပေါင်းကြီး5ဖြစ်တယ်1 1 5အလုံးပေါင်းကြီး5ဖြစ်သွားပြီအဲ့တော့ကျွန်တော်တို့ကတခါဒီ9ရယ်ဒီ4ရယ်ဒီ9ရယ်ပေါင်းရင်8တယ်ဟော8ကလည်းပထမကတ်လို့ပဲ8ခါအဲ့တော့ကျွန်တော်တို့ကနောက်ပိတ်ကိုတခါ1 1 4ဟော6ပထမကတ်လို့ပဲဒုတိယကတ်ကလည်းပုံတင်ဤတိုင်းကွက်တိဝင်သွားတယ်ဗျာနော်3လုံးပေါင်း6အဲ1တိုင်မင်ညီတာကဒီမှာက654ဆိုပြီးတော့ဒီမှာ654ဟာဒီမှာ384ဆိုပြီးတော့5ပရိတ်ကိုတက်ရိုက်တယ်ထက်တူကြတယ်လို့ပြောရမှာပေါ့ဗျာဒါကတော့ကျွန်တော်တို့ကဒီပထမပိုင်းဒုတိယပိုင်းကတော့တူသွားပြီတတိယပိုင်းကိုကျွန်တော်တို့ကြည့်ကြရအောင်တတိယပိုင်းမှာအဲ့လိုမျိုးတူပြီးတော့ဘရိတ်ကလည်းအောက်ကဘရိတ်ကလည်းတန်းပြီးတော့ရိုက်မယ်ဆိုရင်တော့ဒါကွက်တိဖြစ်မှာပေါ့နော်4ဘရိတ်ရိုက်တယ်261တဲ့ပဲနော်1 2 3 4 5 6ဟော6အဲ့ဒီကနေ3ချိန်အောက်ကိုကြီးဒီနေ့3ဒီချိန်ပေါ့2026ရဲ့16ချိန်အတွက်ကိုဒါဖန်တီးလိုက်တာပါပဲ16ချိန်အတွက်အဲ့တော့ကျွန်တော်တို့ကရှေ့3လုံးပေါင်းချင်း5ဖြစ်ရမှာဆိုတော့4ရယ်6ရယ်အဲ့ကြဒီမှာ5ထည့်ရမှာ5ပေါ့ဒီမှာ5ထည့်လိုက်5ပေါ့အဲ့လို5ထည့်ပြီးတော့ဒီ3လုံးပေါင်းချင်းပေါ့နော်ဒီခွန်ရယ်ဒီ9ရယ်ဒီ1ရယ်ပေါင်းချင်းခွန်တဲ့ခွန်ခါ
ကျွန်တော်တို့ခွန်ခါဖြစ်သွားတယ်ခွန်ခါဖြစ်တော့သူကတခါဒီ3လုံးပေါင်းဒီ6ရဲ့ဒီ9ရဲ့ဒီမှာပေါင်းရင်9ဖြစ်6ဖြစ်ရမှာဆိုတော့ဒီမှာ9ထည့်ရုံပဲ9ခွန်ဟောဒီဘက်ကဘရိတ်က6ဘရိတ်မကိုက်ဘူးဗျာ6ဘရိတ်ကျတော့အဲ့တော့ကျွန်တော်တို့က6ဘရိတ်ကိုက်အောင်ဘယ်လိုလုပ်မလဲအဲ့တော့ကျွန်တော်တို့ကခါကိုထိတ်တဲ့ခါကိုကျွန်တော်ပန်ယူလိုက်မယ်ဗျာထိတ်တဲ့ခါကိုယူလိုက်ထိတ်တဲ့ခါယူလိုက်တော့9ခွန်တွဲကိုကျွန်တော်တို့က4ကတ်လိုက်ရုံပဲအဲ့တော့9ခွန်တွဲကို4ကတ်မယ်ဆိုရင်9ခွန်4ချတကယ်လို့ကျွန်တော်တို့အထိတ်ကိုအပန်ယူထားမယ်ဟုတ်ပြီထိတ်ကပေါင်းချင်းက9ကွက်တိကျနေတယ်အဲ့တော့ထိတ်ကိုအပန်ယူမယ်ကျွန်တော်တို့ကသူ့ရဲ့ဖြစ်စဉ်တန်း8ကခါနဲ့ပုံသေးပထမပိုင်းဒုတိယပိုင်းတတိယပထမပိုင်းဒုတိယပိုင်းမှာ8ခါနဲ့ကြာထားတယ်ဆိုဒီမှာအဲ့တော့9ကိုထိတ်ကိုယူလိုက်တော့8ကိုအလဲရထားလိုက်မယ်အဲ့တော့ဆို6ဖြစ်ဖို့အတွက်ဒီ6ပြိဖြစ်ဖို့အတွက်ကဒီ3ထည့်လိုက်ရုံဒါပဲအဲ့တော့9ခွန်9ခွန်4 9ရှစ်တော့အဲ့တိုင်းခဏကတော့3ခွက်ထွက်သွားတယ်အဲ့တော့ဒီ3ခွက်ဒီလိုထွက်သွားတယ်အဲ့လိုထွက်သွားတဲ့အခါကျကျွန်တော်တို့ကတခါပြန်ချုပ်အောင်ဘယ်လိုချုပ်မလဲဆိုရင်ကျွန်တော်တို့လေးပရိရိုက်တယ်တူညီတဲ့ဟာနှစ်ခုကိုကျွန်တော်တို့ပြန်စဉ်းစားရအောင်ဘယ်လိုကဏ္ဍမျိုးဖြစ်မလဲအဲ့တော့ဒီလေးကိုလေးပရိရိုက်တယ်261ဒဲရိုက်တယ်9လေးပရိရိုက်တယ်261ဒဲထွက်တယ်အဲ့နှစ်ကတ်နဲ့ကျွန်တော်တို့ကတခါပြန်ချုပ်ကြည့်အောင်အဲ့နှစ်ကတ်နဲ့ကျွန်တော်ပြန်ချုပ်တဲ့ခါကျဒီအောက်ကိုကျွန်တော်ရည်ကြည့်မယ်261ရဲ့အောက်ကို1 2 3 4 438ဆိုတဲ့ကဏ္ဍ438ဆိုတဲ့ကဏ္ဍကအခုကျွန်တော်တို့ဒိုင်မင်ကိုက်ရည်လိုက်တဲ့ဒီနေရာကိုကွက်ရွှေ့နဲ့သွားထားလား384ဆိုပြီးတော့438ကနေ384ဆိုပြီးတော့ကျွန်တော်ကွက်ရွှေ့နဲ့438ကနေ384ဆိုပြီးတော့ကွက်ရွှေ့နဲ့သွားထားလား438ကနေ384လို့ကွက်ရွှေ့သွားထားလားအဲ့လိုသွားမယ်ဆိုရင်ကျွန်တော်တို့ကအခုဒါဘောကလေးပရိရိုက်တယ်အောက်မှာ261ဒဲထွက်တယ်အဲ့တော့1 2 3 4ဟောဒီ953ဆိုတဲ့ကဏ္ဍ6ဘရိတ်ကလည်းသွားတူနေတယ်နော်ဘရိတ်ကလည်းဒီ646ဒီကောင်ဘရိတ်တက်ရိုက်ဆိုတဲ့ဟာနဲ့ဒီ953နဲ့ဘရိတ်ကသွားတူနေတဲ့အတွက်935ဆိုတဲ့ကဏ္ဍဒီ935ဆိုတဲ့ကဏ္ဍဒီမှာအများကွက်ရွှေ့မလားဒီ935ဟာဒီမှာကွက်ရွှေ့မလားဒီ935ဟာဒီမှာကွက်ရွှေ့မလားဆိုတာကြီးကိုကျွန်တော်တို့ကထည့်စဉ်းစားရတော့မှာအဲ့တော့ဒီ935ကိုကျွန်တော်တို့ထည့်စဉ်းစားရမှာဒီ935ကိုကျွန်တော်တို့ကထည့်ပြီးတော့မစဉ်းစားလို့မရတော့တဲ့အနေအထားကိုရောက်သွားပြီအဲ့တော့ကျွန်တော်တို့935ဆိုတဲ့ကဏ္ဍကိုကျွန်တော်တို့တကွက်ထည့်ရမယ်အဲ့တော့ကျွန်တော်တို့935ကိုဘယ်လိုပုံစံမျိုးနဲ့ထည့်မလဲ935ဆိုတော့သူကထုံးသူ့ရဲ့ထုံးစံကတော့9ကထိပ်ဖြစ်ရမှာဟုတ်ဗျအဲ့တော့9 93နဲ့939ပေါ့နော်အဲ့လိုမျိုးလေးနှစ်ကွက်ထည့်လိုက်မယ်အဲ့တော့ကျွန်တော်တို့က9 ဆိုတော့နှစ်ကွက်ထပ်ထည့်လိုက်မယ်အဲ့တော့ပထမပိုင်းမှာအကွက်က9ကွက်ဖြစ်သွားပြီအဲ့တော့ site ကတော့မြင်တဲ့အတိုင်းပထမပိုင်းမှာသူကအကွက်က1ကွက်2ကွက်3ကွက်4ကွက်5ကွက်ဖြစ်သွားပြီ16ကြိမ်2026ခု16ကြိမ်ရဲ့ပထမပိုင်းကတော့5ကွက်ဖြစ်သွားပြီ993 939 9ခွန်9 9ခွန်4 983အဲ့လိုမျိုးလေး5ကွက်ရရှိပါတယ်ဗျာကျွန်တော်ရဲ့2026ရဲ့16ကြိမ်အတွက်ပထမဖိုင်ကတော့အဲ့ဒီလူလေးရရှိထားပါတယ်မိတ်ဆွေတို့အနေနဲ့ဒီ5ကွက်ထဲကနေမိမိတို့ကြိုက်တဲ့တရားကိုရွေးထုတ်ဒါမှမဟုတ်ခုကျွန်တော်ပြတဲ့
မူလေးကိုအခြေခံပြီးတော့ကိုတိုင်လဲဖန်တီးကြည့်ဖို့လေးလာသုံးသပ်ဖို့ကျွန်တော်ကဖိတ်ခေါ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ချစ်မိတ်ဆွေတွေကျွန်တော်ခုပြတဲ့စိုက်လေးကရှင်းလိမ့်မယ်လို့လည်းကျွန်တော်ယူဆပါတယ်အဲ့တော့ကျွန်တော်တို့2026ရဲ့ပထမဖိုင်ကတော့993 939 995 994 983ဟု9ခွက်ထွက်လာပါတယ်ဗျာအဲ့တော့ကျွန်တော်ရဲ့ချင်းမိတ်ဆွေတွေအဲ့ဒီကဏ္ဍလေး9ခွက်ကိုစဉ်းစားပါတွေးခေါ်ပါယူဆပါကျွန်တော်ရဲ့အယူဆတွေမှန်ကန်သလားမှန်ကန်ရင်တော့ကျွန်တော်တို့ပေါက်တိဖြစ်သွားမှာပေါ့မမှန်ကန်မှုဆိုတော့ကျွန်တော်တို့ကလွဲပြီပေါ့ဗျာဒါပါပဲမသေးကြတဲ့ကနေမသေးကြတဲ့ထဲကနေကျွန်တော်တို့ကကိုနီကိုဟန်နဲ့သေးကြအောင်ဖန်နေရတာဟုတ်ဗျအဲ့တော့ကျွန်တော်ရဲ့ချင်းမိတ်ဆွေတွေအားလုံးကျွန်တော်ရဲ့ Telegram နဲ့ YouTube Channel ကိုကြည့်ရှုအားပေးနေတဲ့မိတ်ဆွေတွေအားလုံးကျမ်းမာခြင်းချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့မြန်မာပြည်သူပြည်သားအားလုံးနဲ့ကမ္ဘာသူကမ္ဘာသားအားလုံးနဲ့ကျမ်းမာခြင်းချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေဗျာပေး၍မကုန်လူ၍မကဘရုံမှာရွှေကြပန်းလို့လမ်းဆန်းပြီးသူတော်ကောင်းလေးများကျင့်ကြံအားထုတ်ပွားများနိုင်တော်သူများဖြစ်ကြပါစေဗျာ